ခဲရန်လုတ်တဲ့အဖိုးကခဲရန်လေးကိုလောကကြီးတဲ့မလွတ်ခင်မှာစကားတခွန်းမှာလိုက်တယ်ငါသားမင်းကိုအကောင်းဆုံးခဲရန်တစ်ချောင်းဖြစ်လာစေဖို့ဒီအချက်၅ချက်ကိုအမြဲမှတ်ထားပါတဲ့ပထမအချက်ကတော့လမ်းပြမှုကိုခံယူပါမင်းဟာအရန်ကောင်းမွန်တဲ့အရာတွေကိုဖန်တီးနိုင်လိမ့်မယ်ဒါပေမဲ့မင်းကိုကြိုက်တွယ်မဲ့လက်တစုံကိုမင်းခွင့်ပြုမှသာအဲ့ဒီအရာတွေဖြစ်လာမှာပါကိုယ့်ထက်တော်တဲ့သူကိုယ့်ကိုလမ်းပြပေးမဲ့သူတွေရဲ့လက်ကိုတွဲထားဖို့ဝန်မလီးပါနဲ့ဒုတိယအချက်ကတော့နာကျင်မှုကိုခံနိုင်ရရှိပါစေမင်းဟာခဏခဏအချွန်ခံရလိမ့်မယ်အဲ့ဒီအချိန်မှာမင်းအရန်နာကျင်ရလိမ့်မယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုကမင်းကိုပူထက်မြက်စေပြီးပိုကောင်းတဲ့ခဲတံတစ်ချောင်းဖြစ်လာလိမ့်မယ်တတိယအချက်ကတော့အမားပြင်ဖို့ဝန်မလေးပါနဲ့မဲမှာအမားတွေကိုပြင်နိုင်တဲ့ခဲဖြတ်ပါလာတယ်အမားတာဟာရှက်စရာမဟုတ်ပါဘူးအဲ့ဒီအမားကိုပြင်လိုက်တာကမှလမ်းမှန်ပေါ်ပြန်ရောက်စေတာပါစတုထအချက်ကတော့အပြင်ပန်းထက်အတွင်းစိတ်ကပိုအရေးကြီးတယ်လူတွေကမင်းရဲ့အပြင်ပန်းတစ်သားကိုယ်တွေကိုမြင်ကြလိမ့်မယ်ဒါပေမဲ့မင်းရဲ့တကယ့်တန်ဖိုးကတော့မင်းရဲ့အတွင်းထဲမှာရှိတဲ့ခဲဖားပါပဲအပြင်ပန်းလှဖို့ထက်အတွင်းစိတ်ထားမပြည့်စည်အောင်အမြဲဂရုစိုက်ပါနောက်ဆုံးပြင်စမအချက်ကတော့ခြေရတစ်ခုခြံထားခဲ့ပါမင်းကိုဘလို့စာရွက်အကျမ်းပေါ်မှာပဲရေးအခြေအနေကဘလို့ပဲဆိုးမင်းရဲ့တာဝန်ကတော့စက်ရေးနေခုပါပဲရှင်းလင်းပြတ်သားတဲ့ခြေရတစ်ခုကိုမင်းခြံထားခဲ့ရမယ်မိတ်ဆွေခမည်းဟာဒီခဲတံလေးပါပဲဒီအချက်၅ချက်ကိုလိုက်နာပြီးကဘာကြီးပေါ်မှာအဓိပ္ပာယ်ရှိတဲ့ဇက်လန်တစ်ပုဒ်ကိုရေးသားသွားလိုက်ပါ